Okay အားလုံးပဲကျွန်တော်ကလီယိုပါဆိုတော့ဒီနေ့တော့ကျွန်တော် headphone design လေးတစ်ခုဆွဲနေကျွန်တော်အသစ်လုပ်ထားတဲ့ဒါgraphic design video class group လေးအကြောင်းလဲကျွန်တော်နည်းနည်းလေးမိတ်ဆက်ပေးမယ်เนาะအဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒါလိုအပ်တဲ့ source လေးတွေအရင်ဆုံးလိုက်ပြီးတော့ရှာနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ headphone design ရဲ့ပန်းရောင်လေးဆိုတော့ဒီအခုဆွဲတဲ့ design မှာလဲကျွန်တော်ကပန်းရောင် concept လေးများများထည့်ပြီးတော့သုံးပြီးတော့ဆွဲမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါပထမဆုံးအနေနဲ့ကျွန်တော်တို့ background လေးအရင်ရှာလိုက်တယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ခဏက down လာတဲ့မြက်ခင်းလေးတွေကဒါ PNG file လေးပြန်ပြီးတော့ဖြတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ပုံစံ PNG file မျိုးရှာလို့မရတဲ့ခါကျရင်လည်းကျွန်တော်တို့ဒါမျိုးကိုယ့်အကူ manual ပြန်ပြီးတော့ဖြတ်တတ်ဖို့လိုပါတယ်အဲ့တော့မြက်ခင်းလေးတွေကိုကျွန်တော်တို့ Gaussian blur လေးတွေmotion blur လေးနဲ့ကျွန်တော်တို့ foreground background လေးခံပြီးတော့ကျွန်တော်နောက်ထပ်ကောင်းကင်လေးတစ်ခုဒါ PNG file လေး PNG တော့မဟုတ်ဘူးဗျာ website ထဲမှာသွားပြီးတော့ပြန်ရှာလိုက်တယ်ဒါ design တစ်ခုဆွဲတဲ့နေရာမှာကို source တွေရှာဖို့ကလည်းအရင်အရေးကြီးတယ်ပေါ့နော်ကျွန်တော်ရဲ့အခုဒီလုပ်ပေးထားတဲ့ Telegram group ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ graphic design ကိုကျွန်တော်တို့အခြေခံနေပြီးတော့ဒါ professional ဖြစ်တဲ့အထိသွားနိုင်မဲ့ကျွန်တော်အထဲမှာလည်းဒီလိုမျိုး source ရှာတဲ့ပုံစံလေးတွေအားစကျွန်တော်တေချာလေးပြန်ပြီးတော့ပြပေးတာပေါ့နော်အဲ့တော့အခုမှအခြေခံကနေစပြီးတော့ design ဘက်ကိုလေ့လာမယ်ဆိုတဲ့သူတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့guide တယ်ပေါ့နော်ကျွန်တော်ဒီ source ရှာပုံရှာနည်းပြီးတော့ design ဆွဲရမယ့် theory step by step တွေကျွန်တော်ပြပေးသွားမှာအဲ့တော့ air class မှာဆိုလို့ရှိရင်ကျွန်တော်ကကြတော့တစ်ခုရှိတာဒီ online class ဆိုပေမဲ့ဒါ video class ဆိုပေမဲ့ video ကြည့်နေရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဘယ်လိုပြောရမလဲ online class မှာတင်ထားတဲ့ record video တွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်နေရတာဖြစ်တဲ့အတွက်ကိုကိုရိုင်းလိုက်ပြီးတော့ online class တစ်ခုတက်နေရတယ်လို့မျိုးဖြစ်သွားမှာပေါ့နော်ကိုက online class တက်ဖို့လည်းအချိန်အနေနဲ့မပေးချင်ဘူးဆိုရင်တော့ဒီအတန်းလေးကိုရွေးချယ်ပြီးတော့တခြားတက်လို့ရတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ group ထဲမှာနောက်ပိုင်းကြာလို့ရှိရင်ကို update လုပ်ဖြစ်တဲ့ဒါသင်ခန်းစာတွေလည်းထပ်ပြီးတော့တင်ထားပေးအောင်ပါဆိုတော့တောက်လျှောက်ဆက်ပြီးတော့သွားလို့ရတယ်ပေါ့ဗျာအဲ့တော့ okay အဲ့တော့ design ဘက်ကိုနည်းနည်းလေးပြန်ပြီးတော့သွားလိုက်အောင်ဒီမှာ design မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုဆွဲထားတဲ့ foreground background သဘောတရားအရကျွန်တော်တို့ဒီအရွက်လေးနည်းနည်းလေးလိုက်ပြီးတော့ထည့်တယ်ပေါ့နော် composition လေးနည်းနည်းလေးပြန်ပြီးတော့လိုက်ချရတယ်ပေါ့ဗျာဒါမပြီးသေးပါဘူးပြီးသွားရင်တော့ကျွန်တော်တို့အဲ့အရွက်လေးတီချာလေးနေရာပြန်ပြီးတော့ချအောင်ပါအခုတော့ Gaussian blur လေး motion blur လေးတုံးပြီးတော့ကျွန်တော်တို့ foreground background ပုံစံလေးပြန်ပြီးတော့ထည့်နေတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ online class ခုနကပြောနေတဲ့ online class မဟုတ် sorry video class เนาะကျွန်တော်တို့ online class က record တွေကိုကျွန်တော်ထည့်ပေးထားတာအဲ့ class ရဲ့သင်တန်းကြီးကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့တသိန်းနဲ့ကျွန်တော်ထားမလို့ပဲပေါ့เนาะဒါပေမဲ့အခုကဒီ၄လပိုင်းကကျွန်တော်ရဲ့မွေးတဲ့လလည်းဖြစ်တာကြောင့်ကျွန်တော်ပုံမှန်သင်တန်းကြီးတသိန်းကိုကျွန်တော်အခု9000နဲ့ပဲဒီ၄လပိုင်းတစ်လလုံးကျွန်တော်ပေး join ပါပေါ့เนาะအဲ့တော့စိတ်ဝင်စားလို့ join ချင်တဲ့သူတွေကတော့ကျွန်တော်ရဲ့ message box ကိုတိုက်ရိုက်လာပြီးတော့လည်းမေးမြန်းလို့ရပါတယ်အဲ့တော့ okay ဒါကတော့ကျွန်တော်နောက်ကနေပြီးတော့စာလေးတွေပြန်ပြီးတော့လိုက်ထည့်တာပေါ့เนาะဒီမှာပထမစာလေးအတွက်အယောင်လိုက်ရွေးကြည့်သေးတယ်ပြီးတော့ကျွန်တော်ဒါ gradient fade လေးနဲ့ပဲ gradient overlay နဲ့ပဲကျွန်တော် gradient color လေးတစ်ခုပြန်ပြီးတော့ထားလိုက်တယ်ပေါ့နော်အဲ့ဒါမှလည်းကိုယ့်ရဲ့ design မှာရေးထားတဲ့ design လေးကပို့ပေါ်နေမဟုတ်ရင်စာကြီးကအရင်သွားထင်းနေမှာဆိုလို့နော် okay အဲ့ဒါကတော့ကျွန်တော်တို့ gradient overlay တွေက gradient effect လေးလိုက်ရွေးတယ်ပြီးတော့ရင်ကိုယ့်အကူ manual လေးပြန်ပြီးတော့ color လေးပြန်ပြီးတော့ညှိတယ်ပေါ့နော်ဒါကတော့gradient tools ကိုသုံးသွားတာပါအဲ့တော့ okay ကျွန်တော်ရဲ့ class ကို join ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ message box ကနေပြီးတော့တိုက်ရိုက်လာပြီးတော့မေးလို့ရတယ်အမှမှာကျွန်တော်ခဏပြောလို့ပဲเนาะဒါ online record class ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ online class တစ်ခုကိုကျွန်တော်နဲ့ face to face သင်နေရတဲ့ပုံစံမျိုးနဲ့ဒါဝင်ပြီးတော့ join လို့ရတယ်အဓိကတော့ဒါ video class ပေါ့เนาะ video ကြည့်ရမှာနားမလည်တဲ့ဟာတွေကိုပြန်မေးဖို့အတွက်လည်းကျွန်တော်နဲ့ direct contact တစ်ခုကိုလည်းဒါ Telegram group ထဲမှာချပေးထားတာဆိုတော့အခုမှစပြီးတော့လေ့လာမဲ့သူတွေအတွက်ဆိုရင်တော့အများကြီးအဆင်ပြေမှာပါကျွန်တော် recommend ပေးပါတယ်အဲ့တော့ဟုတ်ပြီဒီမှာတော့ကျွန်တော်တို့ရဲ့ color လေးနောက်က share လေးပြန်ပြီးတော့လိုက်ချတာပေါ့နော်ဒီ headphone ရဲ့အရေးလေးကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးလိုက်ချတယ်ပြီးတော့ရင်တော့ကျွန်တော်တို့ overall lighting လေးတခုကျွန်တော်ပြန်ပြီးတော့ထည့်တယ်ပေါ့နော်ဒါတော့ design ဆွဲတဲ့အချိန်မှာကျွန်တော်တို့ color theory ကကျွန်တော် manipulation design တွေဆွဲတဲ့အခါကျရင်ဒီလိုမျိုး overall lighting တခုပြန်ပြီးတော့အုပ်တယ်ပေါ့နော်ဘာဖြစ်လို့ကိုယ့်ရဲ့ design ကိုအကုန်လုံးတသားတည်းဖြစ်နေရလို့မြင်အောင်လို့ပါ okay အဲ့ဒါပြီးတော့ဆိုတော့ကျွန်တော် dodge and band လေးသုံးပြီးတော့ကျွန်တော်တို့ရဲ့ဒီ product လေးကိုနည်းနည်းလေးပို့ပြီးတော့ကြွတက်လာအောင်ကျွန်တော်ပြန်ပြီးတော့လုပ်တယ်ပေါ့နော်ဒါကတော့ dodge and band သုံးတဲ့ပုံစံကတော့ဒါမြတ်ကိုလေ့ကျင့်မယ်ဒါမှမဟုတ်ကိုမှအမြင်ရှိရဆိုလို့ရှိရင်ဒီ dodge and band ကောင်းကောင်းကြီးပြန်ပြီးတော့အသုံးချလို့ရပါတယ် okay အဲ့ဒါပြီးတော့ကျွန်တော် additional lighting လေးနည်းနည်းလိုက်ထည့်တယ် dodge and band နဲ့ကနည်းနည်းလေးယိုးနေတယ်လို့เนาะအဲ့တော့အဲ့ဒါပြီးတော့ကျွန်တော်တို့ warp လုပ်เสียရှိရလေးလုပ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ okay ကဲအဲ့တော့ကျွန်တော်တို့ကိုကတကြံပိတ်ရကြီးမှာစော်လည်းမရှိဘူးအပြင်သွားစရာလည်းမရှိဘူးဆိုလို့ရှိရင်တော့ပညာရေးတစ်ခုခုလည်းလေ့လာခြင်းတယ်ဆိုရင်တော့ကျွန်တော်ရဲ့ video class လေးကတော့ခင်ဗျားတို့အတွက်အသင့်တော်ဆုံးအတန်းတစ်ခုဖြစ်မယ်လို့တော့ထင်ပါတယ်ဗောနော် okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကကျွန်တော် finalize color လေးချိန်နေတာပြီးရင်တော့ဒါကနောက်ဆုံး final design လေးပါအားလုံးကျေးဇူးတင်ပါတယ်video class join ခြင်းကျွန်တော်ရဲ့ message box ကိုတိုက်ရိုက်လာခဲ့လို့ရပါတယ်ကျေးဇူးပါ